တခါတော့ကဝမ်ပုလွေကြီးဟာခွေးလေးကိုလမ်းမေးလိုက်တယ်ညီနောင်လူတွေကမင်းပေါ်ဘာတွေထားကြလဲခွေးလေးကခေါင်းငိုက်ဆိုင်ချလိုက်ပြီးသူတို့အချင်းချင်းဆဲဆိုခဲ့ရခြင်းတဲ့အခါခွေးလိုပဲခေါ်ကြတာပေါ့ဝမ်ပုလွေကြီးကမျက်တောင်တစ်ခတ်ခတ်နဲ့မင်းသူတို့ကလေးတွေကိုရံမှုခဲ့လို့လားဒါမှမဟုတ်သူတို့ကိုတစ္ဆာဖောက်ခဲ့လို့လားဘယ်တော့မှမလုပ်ခဲ့ပါဘူးလို့ခွေးလေးကပြန်ဖြေတယ်သူတို့အိပ်ပျော်နေတဲ့ညဉ့်ရံတိုင်းမှာစောင့်ရှောက်ပေးခဲ့တယ်ကာကွယ်ပေးခဲ့တာပါဝမ်ပုလွေကြီးကတာတာယာယာပြုံးလိုက်ပြီးထက်မေးလိုက်ပြန်တယ်ဒါဆိုရင်သူတို့လေးစားအားကြရတဲ့သူတွေကိုကြဘလို့ခေါ်ကြလဲပြောပြပါဦးခွေးလေးကမျက်ဝန်းကိုအောက်ချလိုက်ရင်သူတို့ကဝမ်ပုလွေလို့တင်စားခေါ်ဝေါ်ကြတယ်ခဏတာတော့တစ်တော်ကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရတယ်ဝမ်ပုလွေကြီးကပိုနီးကက်စွာတိုးသွားပြီးငါသူတို့ကိုဘာလုပ်ခဲ့လဲမင်းသိရဲ့လားငါသူတို့ရဲ့တိုးအုပ်တွေကိုဖျက်ဆီးခဲ့တယ်ကလေးတွေကိုခြောက်လန့်ခဲ့တယ်ဒုက္ခမျိုးစုံပေးခဲ့တာဒါပေမဲ့သူတို့တစုံတစ်ယောက်ကိုမြောက်စားခြင်းတဲ့အခါငါနဲ့သွားပြီးနှိုက်ရှင်ကြတယ်ဝမ်ပုလွေကြီးကခွေးလေးနားကိုပုံမိုတိုးကပ်လိုက်ပြီးတိုးတိုးလေးကောက်ချက်ချလိုက်ပါတယ်ဒါကိုအမြဲတမ်းမှတ်ထားပါညီနောင်လူတွေဟာသူတို့ကိုအနိုင်ကျင့်နှိပ်စက်သူတွေကိုဂုဏ်ပြုချီးမြှောက်တတ်ကြပြီးသူတို့အပေါ်တစ္ဆာရှိရှိအလုပ်ကျွေးပြုသူတွေကိုတော့အမြဲတမ်းနှိမ့်ချဆက်ဆုပ်တတ်ကြတယ်ဆိုတာပါပဲ